ငါမေက မင်းခံ ကိုမင်းခံရဘာတာဝန် အရင်ကတော့ငါဒါအမှန်တမ်းပြောရင်ကိုမျိုးမင်းထွန်းရဲ့လက်အောက်မှာလှုပ်တာခုကနားထားတယ်အိမ်မှာကလေးတွေနဲ့အစမပြေလို့အဲ့လိုမျိုး ရသားပဲပေါ့ အခုကအရက်သားပဲနေလိုက်တော့တာအရင်ကတော့ဟိုပါလာပါထဲမှာလှုပ်တယ် ဟော အခုကတော့နားလိုက်တာ အဲ့ဒါဆိုရင်ကျွန်တော်တစ်ချက်မျိုးမှာသူတို့ဒီမှာဆိုင်ကယ်မဆန်းလို့ခြံထားခဲ့သူကလည်းအရက်သားပဲလို့ပြောတယ် ဟုတ်တယ်အရက်သား နေစား1000ပေးပြီးတော့ကိုစောထက်ကကောက်ခန်းနာလို့ပြောတယ်အရက် အဲ့လိုမဟုတ်ပါဘူးငါညအိတ်တဲ့ချိန်ကျရင်အဖို့မရှိလို့သူ့မှာခေါ်လိုက်တာငါတို့အဲ့မှာပဲစားနေတာ သူကနေစား1000ပေးပြီးတော့အဲ့လို သူမပေးအောင်ငါတို့2ယောက်ရှိတယ်ခေါ်တာ အဲ့ဆိုခင်ဗျားတို့တော့ရတယ်ပေါ့ ငါအမှန်တမ်းပြောသူတို့တလားကို2သိန်းခွဲသမင်းပို့ပေးတယ် ဟော အဲ့လို2ယောက် တရက်1000တိမကြဘူးပေါ့ မကြောက်မကြောက်ဘူးတောင်းတော့ တရက်ကိုဟာလောက်ပါ95009500နှုန်းလောက်ကြာမှာပေါ့နော်အဲ့ပါဝန်းကျင်ပေါ့ဟောဒါဆိုဒီကိုစောထက်ကကိုမခိုင်တော့အဲ့လိုမျိုးလာကပေးပြီးတော့ကောက်ခန်းထားတာမျိုးပဲပေါ့ အဲ့လိုလေသူကခိုင်းတာလားဟိုအထက်ကခိုင်းတာလားတော့ငါတို့ကအဲ့ဒါကြတဲ့စာမသိဘူးလေ အခုဟာက line ပေါ်မှာခင်ဗျားတို့ဒီအခွန်ဂိတ်ကို BNR ကခင်ဗျားအလုံးရင်းနဲ့ဝင်စည်းတယ်ဆိုပြီးတော့သတင်းထွက်နေနော်ကိုမင်းခိုင်ကိုယ်တိုင်ကြုံခဲ့ရတာပဲကျွန်တော်တို့ကဒီမှာတက်ကဒီကိစ္စတွေကိုခွင့်ပြုထားတာမျိုးလည်းမရှိဘူးပြီးတော့အင်အားအလုံးရင်းလာသူတို့4ယောက်ထဲလာ လာတော့4ယောက်တည်းပဲ အေးဒါကတော့4ယောက်ထဲပြဿနာဖြစ်တဲ့အချိန်လဲဒီ4ယောက်ထဲပဲမဟုတ်လား ဟုတ်တယ် အေးအဲ့ဒီမှာကျွန်တော်မေးကြည့်တာကဒီပြဿနာတွေဖြစ်ဖြစ်ချင်းကျွန်တော်စီကိုသတင်းရောက်လာတဲ့အချိန်ကျဒီကိစ္စကိုကလေးမှုခွင့်ပြုတာလားဘယ်တရင်ပါလာလဲမေးတော့ဘယ်တရင်မှမပါပဲဖြစ်နေနော်အဲ့ဒီမှာသူတို့4ယောက်ကိုဆက်သွယ်စုံစမ်းကြည့်တော့သူတို့ဘက်ကပြောတာဒီဟိုတနေ့ကသူတို့ကိုဒီခင်ဗျားတို့ကောက်နေတဲ့ရွာပေါ့နော်အဲ့ရွာနာကဆက်တဲ့ပြည်သူတယောက်ကနေပြီးသူတို့ကိုဒီမှာအချက်လက်ပေးပြီးတော့တိုင်ထားတာရှိတယ်နော်ပြောထားတဲ့အတန်ဖိုင်လဲသူတို့စကားနဲ့မဟုတ်ဘဲနဲ့တိုင်ထားတဲ့အချက်လက်ရှိလားဆိုတော့သူတို့ကကျွန်တော်ကိုပေးထားတာရှိအဲ့ထဲမှာပကဖတွေအရင်ကောက်တာကနော်သူတို့အိတ်ကတ်သေးပဲထဲအများနေလို့ပအဖကကိုယ့်ဘာကိုကောက်တော့တာဆိုပြီးတော့အဲ့ရဲဘော်ပြောထားတဲ့ဟာလဲပါတယ်အဲ့ထဲမှာပေါ့နော်အဲ့လိုပါတယ်ပါတဲ့ခါမှာသူတို့ကိုမေးကြည့်တော့အခွန်ဂိတ်ရဲလို့လဲတီးတန့်ကြီးမဟုတ်ဘူးတဲ့ကိုကျွန်တော်တို့ရွာနာလေးမှာလာပြီးတော့အဲ့လိုကောက်တာပေါ့နော်အဲ့ဒီနေ့ကဆိုရင်သူတို့အဲ့ဒီမင်းတို့အချက်လက်ပေးတဲ့လူကိုငွေတော့ကောက်လိုက်တယ်စလစ်မပေးလိုက်ဘူးလို့ပြောတယ်ဟုတ်လားဟုတ်ပါတယ်ကိုအခွန်စလစ်လည်းပေးတာမဟုတ်ဘူးဟုတ်ဒီတိုင်းပဲအခွန်မဲကောက်လိုက်တာဟိုနည်းပိုက်ဆံပဲကောက်လိုက်တာဟုတ်တယ်ဟုတ်တယ်အတမိုင်းနဲ့ပါတယ်ကိုအတမိုင်းဟောတခါလေအတမိုင်းနဲ့မှလည်းကိုနားထောင်ကြည့်ထားပါတယ်ဟုတ်ဒါပေမဲ့အခုဟာကဒီလိုမျိုးဖြစ်တဲ့ကိစ္စကဟိုမင်းတို့အနေနဲ့လည်းနောက်မဖြစ်စေချင်ဘူးပေါ့နော်ဟုတ်တက်ကနေပြီးတော့ဒီလိုလက်နဲ့ပြိပခဖြစ်သွားနိုင်တဲ့အနေအထားတွေပေါ့ဖတ်မှာတော့ဟိုခင်ဗျားတို့ကဒီပြဿနာဖြစ်သွားပြီကျွန်တော်သိချင်တာကသူတို့ကကျတော့သူတို့4ယောက်သေးပဲဖြစ်တဲ့ကိစ္စလို့ကျွန်တော်ပြောထားတယ်ဒါပေမဲ့ကျွန်တော်ကခင်ဗျားကာယကံရှင်ကိုယ်တိုင်ပို့သိတယ်လေ4ယောက်သေးပို့သလား4ယောက်သေးပဲဆိုတော့လားဆိုတော့ကျွန်တော်ကတေချာသိချင်တာ ဘောတော့ကတော့ပုံဝင်လင်းပြောတာ4ယောက်ပဲအဲ့ဒါ4ယောက်သေးသူတို့4ယောက်သေး 4ယောက်ပဲလေโอเคအဲ့လောက်ဆိုရင်ရပြီခင်ဗျားနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ကဒီချက်ချင်းမဲ့ဒီလူကိုဘာမှမထိခိုက်စေနဲ့ခေါ်ခဲ့ပြီးတော့ကျွန်တော်ကသူတို့စကားနဲ့တင်အတိမယူခြင်းဘူးနော်ခင်ဗျားတို့အနေနဲ့ဟိုကိတ်ကိုလာတာကအလုံးရင်းနဲ့ဝင်လုံးတာလားဒီ4ယောက်ပဲတကယ်ဟုတ်တယ်လားဆိုတာခင်ဗျားကိုယ်တိုင်ပြောတာကိုကျွန်တော်သိချင်လို့ဟောခိုင်းလိုက်တာလိုရင်းကတော့ဟိုကျန်တာကတော့ခင်ဗျားတို့ရဲ့ဒီသက်ဆိုင်ရာသာဝန်ရှိသူကျွန်တော်နာမည်တော့ကိုနန်းဝန်းပေါ့ကိုနန်းဝန်းကတော့ဆက်သွယ်ထားတယ်ခင်ဗျားကိုဘယ်ချိန်လာပြီးတော့လက်ခံယူမလဲဆိုတာကိုကျွန်တော်တို့ဆက်သွယ်အကြောင်းကြားထားတယ်။ဘာဖြစ်လို့အဲ့လိုလုပ်ရလဲဆိုတော့ခင်ဗျားကိုကျွန်တော်တို့ပြန်လှုပ်လိုက်တယ်နော်။ကျွန်တော်တို့ BNR နဲ့ခင်ဗျားတို့ဒီဟိုတစ်ဖက်ကြားထဲမှာပြဿနာရံပြီးပွားသွားစေနိုင်တဲ့အခြေအနေတွေနောက်ထပ်မဖြစ်အောင်ဘာဖြစ်လို့ခင်ဗျားလမ်းမှာတစ်ခုခုဖြစ်ရင်ကျွန်တော်တို့ BNR ကဖမ်းသွားတာပဲဆိုတာမျိုးကျွန်တော်တို့ကမဖြစ်ခံနိုင်ဘူး။အဲ့တော့ဒီမှာခင်ဗျားတို့ကောင်းကောင်းမွန်မွန်ကျွန်တော်တို့မတမ်းမရနဲ့ပြန်အမယ်ဟိုဘက်ကြမှာကိစ္စကကျွန်တော်တို့ဟိုစိတ်အေးရတယ်အဲဒါကြောင့်အဲ့လိုဆက်သွယ်ထားတယ်ဆိုရင်ဒါကညီလေးဟိုလိုအကိုတခုတောင်းထုတ်နေတာပေါ့နော်ဟုတ်ကဲ့ခင်ဗျ
အခုတို့ကလည်းဟိုကအရင်ကတည်းကချစ်တဲ့တို့တွဲနေတာပဲဟိုနတ်ဆိုးတို့လည်းတည်နေတာပဲဒါနဲ့အခုကလေးတွေကစိတ်ပူနေမှာတကယ်လို့ဖြစ်နိုင်ရင်အခုနတ်ဆိုးနဲ့ပဲပြန်လိုက်သွား မဟုတ်ကျွန်တော်ရဲဘော်နဲ့တော့ကျွန်တော်ပြန်မလို့ခင်ဗျားတို့ဟိုဘက်ကယုံကြည်စိတ်ချရတဲ့လူနဲ့မှကျွန်တော်ပြန်ထည့်ပေးတယ်မပူနဲ့ခင်ဗျာဒီမှာနေတဲ့အချိန်လဲကောင်းကောင်းမွန်မွန်ပဲဖြစ်ပြန်မယ်ကျွန်တော်တို့အဲ့လိုစီးမဲ့ကမ်းမဲ့မရှိ ဟိုတခါတည်းတက်ပြီပေါ့ကျွန်တော်တို့ဒီသိသိလာတာ၄လက်လား၅လက်လားဆိုတာအခုသူတို့ကိစ္စကနေမှ2လက်ဒီဇော်ထက်စီကနေမှအရှိတလက်နဲ့အတူလက်၄လက်ပါကိုလိုင်းတကယ်ပြန် အဲ့ဒါကိုမင်းဆိုင်သိတယ်မဟုတ်လားဘယ်နှလက်ဆိုတာ လေးလက်ပဲလေအဲ့ဒါ လေးလက်ပိုက်ဆိုင်လည်းဒါပဲမဟုတ်လား ပိုက်စားတော့လုံးလုံးတယ်တော့ငါတော့မမတ်မိတော့လေဒီရပဲသူရပါတယ် မဟုတ်ခင်ဗျအဲ့လိုမျိုးကျွန်တော်ကမဖြစ်စေချင်မဟုတ်ဘူးဆိုရင်မဟုတ်ဘူးပြောဟုတ်တယ်ဆိုရင်ဟုတ်တယ်ပြောဒီဟာလားနောက်ထပ်ရှိသေးသလား ဘုပ္ပသာဘောတော်ရရှင်ဘုရား အော်အဲ့ဒီမှာ ငိုအဲ့ဒါတော့ငိုသမီးလေးငကပြန်လုတ်ပေးကြလို့အဲ့ဒါလေးရှိတယ်အေးကြောက်လေးရတယ်အဲ့ဒါရောက်ခင်ဗျအဲ့ဒါဆိုရင်ဒါယူသွားလို့ရ ဟုတ်ပြီ စစ်ရတယ်ကိုမကန်ရေးဟုတ်ပြီကျွန်တော်ကဒီမှာလက်နဲ့5လက်ငွေရတာလက်နဲ့4လက်ဒါကတော့ဟိုဟာက ဘုရား ဘုဇော်ထက်ရဲ့ပစ္စည်းဒီတောင်ကြပန်းနဲ့အဖော်တွေကတော့ အဲ့ဒါတွေတော့မ လို့ခင်ဗျားလည်းယူမသွားနဲ့ခင်ဗျားသုံးတဲ့ဟာဆိုတော့ခင်ဗျားယူသွားတောင်ကြဟာဒီအဖော်တွေ ဘလိုပါပြဿနာတော့ငေါတော့အောက်ချင်မှာဘာမှမဖြစ်ဘူးနတ်ဆိုးတို့ဒီချစ်တဲ့တို့ကအတူတူတွဲနေကြတာတွေ ဟောပြဿနာမဖြစ်တာကောင်းတယ်ကိုမင်းအခုစောစောကကျွန်တော်တို့ဂိတ်ကိုလာလောက်သွားတဲ့ပုံစံမျိုးဆိုလဲဒါကျွန်တော်တို့အနေနဲ့တော့ဘုံမကြောက်ဘာဖြစ်လို့ဆိုတာဝန်ခံပြင်ရှင်းတာလဲဆက်သွယ်ပြင်ရှင်းတာလဲဘယ်သူမှမလုပ်ဘူးအဲ့လိုစီးမဲ့ကမ်းမဲ့လမ်းနှမ်းနဲ့အဲ့ဒီလိုမျိုးဝင်လို့တဲ့ပြဿနာတွေကတော်တော်အကြီးတန်းကြီးဒေတာလည်းသိခါကြတယ်ကိုမင်းနော်အခုဒေတာသူတို့ဘက်ကလက်နက်တလက်ကိုအခုချိန်ဒီတာဝန်ခံပြင်ရှင်းမဲ့လို့ဘယ်သူမှမရှိဘူးကျွန်တော်တို့ဆက်သွယ်ရင်လည်းလက်မခံဘူးအခုကျွန်တော်တို့နော်ခင်ဗျားတို့ဒီမှာဒီရဲဘော်တွေလောက်လိုက်တယ်ကျွန်တော်တို့ဘက်ကစဆက်သွယ်ဒီလူနဲ့ပတ်သက်ပြီးတော့မထိပါဘူးနော်ရန်ဖို့ဖို့ချက်ချင်းလို့ဆိုပြီးဒုက္ခကိုလည်းတခါတည်းကျွန်တော်တို့ကချက်ချင်းညံကြတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ပရိပခကိုတာဝန်ခံပြီးကျွန်တော်တို့မှပြင်ရှင်းတယ်ဒါပေမဲ့တခုရှိတာကခင်ဗျားတို့ line ပေါ်မှာသတင်းတော်နာကအဲ့လိုအင်အားအလုံးရင်းနဲ့ NUG ခွန်ကိတ်ကိုဝင်ရှိတယ်ပါညာပေါ့လေးကြည့်လိုက်တဲ့အခါကျတော့ပြည်သူကတကယ်တိုင်တာတိုင်တဲ့ဗီဒီယိုဖိုင်လည်းသူတို့ဒီမှာရှိတယ်အဲ့ဒီမှာခွန်ကိတ်ရလို့လည်းမဟုတ်ဘူးဒီမှာကဒီငွေကောက်တဲ့အနေအထားမျိုးတစ်ခုမှသူတို့သွားပြီးတော့ပြောတဲ့အခါအဲ့ဒါအငင်းကုန်ဖြစ်ပြီးရုံးရင်းဆိုင်ကဖြစ်တယ်တဏ္ဍမောင်းချိန်လို့မင်းတို့တဏ္ဍမောင်းမချိန်နဲ့ဆိုပြီးတော့ဝန်လုံးထွေးရာကနေပြဿနာဖြစ်ကြတယ်ဆိုပြီးတော့သူတို့ကပြန်ပြောတယ်အဲ့မှာတကယ်၄ယောက်တည်းဟုတ်မဟုတ်ကိုကျွန်တော်ကသိကျင်လို့ဒါကာကချင်းဖြစ်တဲ့ခင်ဗျားကိုလည်းခေါ်လိုက်တာကျွန်တော်တို့ကချင်းချောင်းမေးတယ်ဆိုရင်လည်းဟိုခင်ဗျားကိုယ်တိုင်ခင်ဗျားနော်သိနေတာပဲကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုနော်ကျွန်တော်တို့ကခင်ဗျားတို့ကိုချင်းချောင်းမှာလည်းမဟုတ်ဘူးနော်ခင်ဗျားတို့သက်ဆိုင်ရာလူကြီးကိုကျွန်တော်တို့ပြန်အပ်ပေးမှာပဲရှိတယ်အဲ့ဒီကြရင်လည်းခင်ဗျားဘာသာခင်ဗျားဟိုရှင်းပြောရင်အမှန်တရားပေါ်မှာခင်ဗျားသစ္စာရှိရှိစကားပြောဖို့ပဲလို့တယ်နော်ကိုမကဟုတ်ခင်ဗျားအခုခဏလေး မောင်မေးထိုင်သွားလား ဟုတ်တယ် ခင်ဗျားမ ဘုရားလည်းရှိပါရဲ့ ဟေး အခုကျွန်တော်တို့ပြစ်လိုက်တာရဲဘော်တယောက်မှန်တယ်ဆိုပြီးတော့သတင်းတင်ထားပါတယ်အဲ့ဒါကိုဒီကျွန်တော်တို့ပြစ်တာဘယ်လိုပြစ်လဲဆိုတာကိုမင်းခိုင်သိပါတယ်ကိုမင်းကငါလည်းမေးပြီး ခဏလောက်ဟိုကငေါလန်ချင်းဒါလူမျိုးတွေ ဟိုကျွန်တော်တို့ပြစ်ခတ်တာထဲမှာကျွန်တော်ချိန်ပြစ်တာရှိလားဘယ်လိုရှိအဲ့ဒါ ဖောက်တာတော့မိုးပေါ်တွေရောထောင်ဖောက်တာပါအဲ့ဒါတွေကတော့ ဒီပါအဲ့ဒါခိုင်းမိတယ်မခိုင်းမိဘူးကတကယ်ဟိုခိုင်းမိတယ်ဆိုရင်ခိုင်းမိတဲ့အလျောက်ဒီဘက်ကတာဝန်ယူပေးရုံပေါ့ကွာမခိုင်းမိပဲနဲ့ရှောက်ပြီး ပြစ်တဲ့ခံတော့ပဲကို အေးမခိုင်းမိပဲနဲ့ရှောက်ပြီးတော့တင်နေရဆိုရင်ဟိုအဲ့ဒါကငါတို့အနေနဲ့ဘာမှတိတ်ဆိတ်ထဲထားကြရမလို့ဘာဖြစ်လို့ဆိုတော့ line ပေါ်မှာတော့အင်အားအလုံးရင်းနဲ့ဝင်စီးတယ်ဆိုပြီးတော့တင်ထားလို့ငါတေးကြအောင်လို့ အမားတော့ငေါတို့တွေ့တာဟိုခေါင်းကြီးပန်းချင်းဒီမျက်နှာတုံကြီးရှင်းလိုက်တော့အစင်ပြေမှာပေါ့ငေါတို့ကခုဟာအောက်ခြေတွေ မဟုတ်သူတို့ကလည်းဟိုတနေ့ကသူတို့ဂိတ်တွေမှာဝင်လောက်ထားတဲ့စိတ်အခမ်းတော့ရဲဘော်တွေကရှိကြတယ်ရှိကြတယ်အခုကိစ္စလည်းဒီရွာနာမှာအဲ့လိုမလုပ်ဖို့နော်အဲသူတို့ရွာနာမှာဒီလိုပြဿနာရှိတော့မလုပ်ဖို့သူတို့ပြောတာပြောတဲ့အခါကနေမှပြဿနာရှိနေဖြစ်ထိုးထားတယ်မဟုတ်ဘူးခင်ဗျားကိုယ်တိုင်လူနဲ့စကားပြောချင်တယ်ကျွန်တော်တို့ဖုန်းချိတ်ပေးလိုက် ပြောပြီးတော့နတ်ဆုံးနဲ့နတ်ဆုံးကမင်းနဲ့လိုက်ကြခေါင်းကြီးကဖွင့်ကြည့်တယ် မောင်အဲ့ဒါခုံးမပြုတ်ဒီကရဲဘော်နဲ့တော့ခုံးမပြုတ်ဘူးခင်ဗျားတို့ဟိုဘက်ကတယောက်ယောက်လာခေါ်တယ်ဆိုရင်ဒီကလူကြီးတွေနဲ့လက်လွဲကျွန်တော်တို့ကအတ္တာမျိုးပဲလုံးသူတို့လာခေါ်ဖို့ပြောလိုက်
ကုသိုလ်တော်ဒီလမ်းဆက်နော်ဝါစမ်း ကျွန်တော်တို့မလိုလားအပ်တဲ့ပြဿနာတွေနောက်ထပ်အဖြစ်မခံနိုင်ဘူးဘုံကအဲဒါကြတော့ခင်ဗျားတို့လူကြီးချင်းအပ်လိုက်တာကြစိတ်အေးရဟုတ်တယ်မဟုတ်အဲကျွန်တော်ကဘာကြောင့်ညကြောင့်လမ်းမှာလွဲချော်ဖြစ်တယ်ဆိုတာတွေကျွန်တော်လည်းထပ်မကြကြဘူးဟောဒါငွေ10သိန်း မရှိပါဘူး ဟုတ်မရှိဘူး အောက်ကနေအခုဒီအလိမ့်ငယ်ဒိတ်ကနေသိမ်းမိရသိမ်းမိရနောက်တော့ဒီဂန်နဲ့လက်ဂန်နဲ့လက်အရှင်နဲ့လက်ရှည်သုံးလက်ဟိုတလက်ကကျတော့ဟိုနေကြီးရ ဟောဒါဒီအားကျတော့ကိုစောထက်လာတယ် ကိုယ်တည်းရှိရရတာ ဂိတ်ကတော့ပါကြီးနဲ့လက်ပဲ ဒိတ်ကပိုင် စား နေ ရရပြီခုနက